တကားစေးတော့ဖို့အကြံကောင်းလေးတွေ့လို့ဒီမှာ share လိုက်ပါတယ်သူ့ဖေကိုယ်တိုင်လှုပ်ထားတာနော်တကားစေးတော့တဲ့ခါမှာသူကအပေါ်အောက်အလိုဟိုကြားတီကြားတွေမကြအောင်ဒီလိုလီးလေးနဲ့ကိုယ်တိုင်တီထွင်ပြီးလှုပ်လိုက်တော့အလုပ်တင်သွားတယ်နော်ကျင်းသူလုံကြလွယ်လိုက်တာလုံဒီပြထားတယ်နော်အဲ့မှာကြည့်လိုက်ဘာမှမလို့ခက်လည်းမခက်ဘူးကိုယ်တိုင်လုပ်လို့ရတယ်နော်လုပ်ကြည့်ပါအရင်လွယ်တယ်စေးတော့တဲ့ခါမှာလည်းသူတော့တဲ့ဟာမျိုးကြည့်လိုက်နော်အဲ့လိုမျိုးအတန်လေးနဲ့အဲ့လိုအလုံးပပလေးနဲ့လုံရင်ပိုဝင်မှထီရောက်တယ်နော်ပိုလာတယ်နော်အယောင်တင်တာစိတ်မငြိကြတော့နဲ့နော်ကိုယ်တကားလေးတွေဟောင်းနေရင်ပြန်ပြီးမှပုံတွင်းလိုက်ပါနော်ဒီနည်းလေးနဲ့ကြိုက်တယ်ဆိုရင် copy ယူကြပါကိုတူဖေတကားလေးတုတ်တဲ့ project လုပ်နေပါတယ်အင်းငါတကားလေးမကြခင်မှာလာတော့တော့မယ်တောက်ပြောင်းတော့မယ်ကြိုက်တယ်ဆိုရင် copy ယူကြပါကွယ် thank you ပါ